ဒါလွန်ခဲ့တဲ့6လလောက်ကပေါ့နော်ကျွန်တော်ဒီ AR တိုင်းဘက်ကိုဆင်ပေးပြတဲ့21 speaker တစ်လုံးချင်းစီရဲ့ဈေးပေါ့အဲ့တော့ကဈေးက30ရှိနေဗျ30ဒါသူစင်တာက221ကျွန်တော်တစ်ဆန်တည်းမဟုတ်2ဆန်တည်းသူကတကယ် heavy သုံးပါဆိုတော့2ဆန်တည်းဆင်တာဒီမှာ speaker 4လုံးဆိုတော့ speaker တန်ကြီးဒီမှာ380သူ့ကိုဖွင့်နေကျွန်တော်တို့ဒီ amplifier မပါသေးဘူး crossover မပါသေးဘူးအပေါ် pre မပါသေးဘူးပေါ့နော်ဒီဥစ္စာက21လက်မှာ super turbo ပေါ့ speaker တစ်လုံးကြီးစီရဲ့သူ့ရဲ့ watt track က2000နဲ့မှ900ရှိမယ်2500အောက်လုံးတန်ကကျွန်တော်တို့ခုလိုမျိုး21လက်မှာ super turbo heavy သုံးလိုက်ပြီဆိုရင်တော့အပေါ်တန်နဲ့အောက်တန်အရေးကြီးတာအပေါ်တန်အောက်တန်ပြန်ပြီးတော့ချိန်ရတာပေါ့နော်ကျွန်တော်တို့ဒီသူ့ရဲ့ speaker နဲ့ watt track နဲ့ live ဖက်ဖို့ amplifier ချိန်တယ်လို့ပဲအပေါ်တန်အောက်တန်လည်းတစ်ခါပြန်ပြီးချိန်ရသေးတယ်အောက်လုံးပေါ့နော်အောက်လုံးတန်ခုလိုမျိုး21တန်ကများပြီးတော့အပေါ်တန်ကမလိုက်နိုင်ဘူးဆိုရင်လည်းအလကားပဲအနည်းဆုံးအပေါ်တန်ကကျွန်တော်တို့ဒီ115ဆိုရင်လည်း3စုံရဲ့အထက်မှာ3မှအပေါ်တန်အောက်တန်ညီမျှမယ်212ဆိုရင်လည်းအနည်းဆုံး2စုံ3စုံလောက်3မှရမယ်ဆက်တစ်ခုပေါ့နော်စဆင်မယ်ဆိုရင်ကျွန်တော်တို့ကဒီဘယ်နေရာမှာ3မလဲပေါ့နော်ကို3မဲ့နေရာနဲ့3မဲ့ပစ္စည်းကိုက်ညီအောင်ကျွန်တော်တို့ဒီပြန်ပြီးတော့ချိန်ပေးရတာပေါ့ပထမဆုံးကျွန်တော်တို့က3မဲ့ကို3မဲ့ပွဲပေါ့နော်ကိုကဘလို့ပွဲတွေမှာအများဆုံးလိုက်မလဲပေါ့နော်အလူမင်္ဂလာပွဲလားဒါမှမဟုတ်ဆိုရင်ကျွန်တော်တို့ဒီဟော်ရေးပြောရေးပိုင်းပဲဦးစားပေးတဲ့ရိုးပဲကျွန်တော်တို့ဒီတရားပွဲမှာပဲသုံးမလားပေါ့နော်ကိုသုံးမဲ့နေရာဒေသပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဘက်ကလည်းပြန်ပြီးတော့တွက်ပေးရအခုဒါ221 super star ကိုထိမ့်မဲ့ပေါ့နော်အပေါ်မေဟိုက်တန်ကကြတော့ကျွန်တော်ဆင်ပေးမှာက15 4လုံးနဲ့ဆင်ပေးမှာ15ဟိုမှာ1500နဲ့ပေါ့1500 15 4လုံးဆိုတာကျွန်တော်တို့ဒီ215နှစ်စုံပြောတာဗျဟုတ်215နှစ်စုံ8လုံးပေါ့နော်15 8လုံးသွားကြမှာပေါ့ speaker တစ်လုံးကြီးရဲ့ watt track က2500 15 8လုံးပါမယ်အပေါ်ကကြတော့ကျွန်တော်တို့ဒီ height ကိုမှ3လက်မ height နဲ့သွားပေးထားမယ်3လက်မ height နဲ့ဆိုတော့215နှစ်စုံ height ကိုစုစုပေါင်း4လုံးသွားကြတာပေါ့ဒါမျိုးပေါ့နော်ဒါကျွန်တော်နမူနာပြပေးတာအဲ့ဒါကဟိုပဲရှိအောင်မယ်ဝက်800ပဲရှိအောင်မယ်2500နဲ့ခဏနေကြရင်ကျွန်တော်ဟိုပါပေါ့နော်ဗီဒီယိုတစ်ပုဒ်နဲ့ကျွန်တော်တီးတန်းပြပေးမယ်ဒါမျိုးပေါ့နော်ကျွန်တော်ဒါနမူနာပြပေးတာအပေါ်တန်ပေါ့အပေါ်တန်ဟိုမှဒါမျိုး heavy သွားပေးမယ် heavy သူ့ရဲ့ဒီ coin size ပေါ့နော် coin size ကလည်း4လက်မနဲ့ကျွန်တော်တို့ဒီ18 coin size နဲ့15ပြီမယ်15လက်မပြီမယ်သူ့ရဲ့ coin size က18လက်မ coin size 4ပေါက်ကလည်းအပေါ်10ပေါက်ဒီဘက်လည်းမှာပါအောင်မယ်16ပေါက်ပေါ့နော် total 16ပေါက်နဲ့နှစ်စုံဆိုတော့ကျွန်တော်တို့ဒီ2515 8လုံးသွားကြမယ်အပေါ်က height ကစုစုပေါင်း4လုံးနဲ့အပေါ်တန်ကိုဒီကောင်8လုံးနဲ့ထိမ့်မယ်ဗျအောက်လုံးတန်သုံးထားတာက21 4လုံးသုံးထားတာဆိုတော့ဒီအပေါ်တန်ကိုလည်းဒါမျိုး heavy သွားပြီးမှရမယ်ဟိုတခုမေးစရာရှိတာပေါ့နော်အပေါ်တန်ကိုကျွန်တော်တို့ကခုလိုမျိုး15ကို coin 4နဲ့မသွားဘဲနဲ့ coin 3နဲ့သွားမလားဆိုရင်လည်း coin 3နဲ့သွားမယ်ဆိုရင်လည်းရတယ်15လက်မှာcoin 3လက်မနဲ့ coin 4လက်မဘာကွာသွားမလဲဆိုတော့ကျွန်တော်တို့ဒီဟော်ရေးပြောရေးမိုင်လိုင်း3တဲ့ခါမှာ coin 4လက်မကကြတော့နည်းနည်းလေးအတန်လုံးပူတုတ်တယ်အတန်လုံးကြီးသွားတာပေါ့နော်ကျွန်တော်တို့ဒီမိုက်ထင်းရနည်းနည်းခက်တာပေါ့အပွင့်လိုင်းရတော့တကယ် heavy သုံးလို့ရမယ်မိုက်3တဲ့အနေထားမှာအတန်လုံးကိုတစ်လုံးချင်းပြီးသားထွက်ချင်တယ်ဆိုရင်တော့ coin size သေးတာပို့ပြီးတော့ကောင်းတယ်ကျွန်တော်တို့ဒီ speaker ကြီးတိုင်းလည်းကောင်းတာမဟုတ်ဘူးเนาะသူ့ကျွန်တော်တို့ဒီပွဲရဲ့အနေထားပေါ်မူတည်ပြီးတော့ speaker ကလည်းအပြောင်းလဲဖြစ်သွားတယ်ဒါက coin size 4လက်မှာအဖွင့်လိုင်းအတွက်တော့ကောင်းတယ်ကျွန်တော် mic 3မယ်ဆိုရင်တော့ဟိုတယ်ရိုးပြောမယ်ဆိုရင်တော့မကောင်းဘူးပေါ့နော် mic 3မယ်ဆိုရင်တော့အတန်လုံးကြီးတုတ်သွားမယ် coin size တုတ်တယ်ဆိုတော့ mic ထင်းကနည်းနည်းခတ်သွားမယ်အတန်လုံးပိုးပြီးသားခြင်းတယ်ဆိုရင်တော့ coin size သေးလေကောင်းလေပဲ15တဲ့စနစ်ကပို့ပြီးတော့ mic line ပို့ပြီးတော့ကောင်းမယ်တလုံးကြီးစီ vocal တန်အောင်တလုံးကြီးစီပြက်သားထွက်တာပေါ့စနစ်တဲ့10အားပို့ပြီးတော့ပို့ပြတ်မယ်10တဲ့8လက်မှာပေါ့နော် coin size သေးလေအတန်လုံးပိုးပြီးသားလေပဲကျွန်တော်ဒီ vocal တန်လေးတစ်လုံးချင်းနားထောင်ရတာအတန်ပူလှတာပေါ့အတန်ကာလာပိုးစုံတာပေါ့တကယ် size မှာကျွန်တော်တို့ဒီအပေါ် mid height တွေပါလေသုံးတယ်ဆိုရင် line ray ပေါ့နော်212သုံးတယ်ကျွန်တော်ဒီနောက်ဗီဒီယိုမှာ15လက်မှာ speaker coin 3နဲ့ coin 4ဘာကွာသွားမလဲဘယ်လိုနေရာတွေမှာအများဆုံးသုံးလဲပေါ့နော် mic 3မဲ့ဆိုရင်ဒီ coin size 3လက်မနဲ့ coin size 4လက်မဘယ်ဟာပို့ပြီးတော့ကျွန်တော်အတန်လုံးပိုးပြီးသားလဲဆိုတာကျွန်တော်နောက်ဗီဒီယိုမှာတစ်ချက်ပြောပေးမယ်